တင်းကျွလာပြီနေမြတ်စွာဘုရားရှင်သာဝရိန္ဒနတ်ပြည်မှသင်္ကတနဂုပြည်တို့ကြွမြန်ဆင်းသက်လာဒီကိုရည်စူး၍ဘုရားရှင်အားပူဇော်သည့်အနေအားဖြင့်စီမီများလူဒန်းပူဇော်တော်နေမြတ်စွာဘုရားရှင်သည်သာဝရိန္ဒနတ်ပြည်၌မေတော်ဖြစ်ခဲ့ဘူးတော်တန်တုတ်တိတနတ်သားကိုအကြောင်းပြု၍အဘိဓမ္မာ9ကျမ်းကိုဟောတော်မူသည်ကိုအကြောင်းပြု၍ထိုနေ့ကိုအဘိဓမ္မာအခါတော်နေ့မြတ်စွာဘုရားရှင်သည်သာဝရိန္ဒနတ်ပြည်မှဆင်းသက်လာတော့အခါကိုတော်တိုင်းပရမညာဆောင်တန်းဖြင့်ဆင်းသက်၍လက်ရဘက်ရွှေဆောင်တန်းဖြင့်နတ်တို့ချမ်းရန်လိုက်ပါကလက်ဝဲငွေဆောင်တန်းဖြင့်ပြမမင်းတို့ချမ်းရန်လိုက်ပါလေသည်ထိုတို့နတ်ပြမမင်းတို့ချမ်းရန်လိုက်ပါလာ၍ဆင်းတော်မူလာသည့်မြတ်စွာဘုရားရှင်ဤတင့်တယ်သောအတ္တရီတော်ကိုဖူးမြင်ကြရသောအခါ36ယူဇနာအတွင်း၌ရှိသောတရားနာပရိသတ်လူပိတ္တအပေါင်းတို့ပင်ဘုရားစုကိုတောင်းကြသည်တယောက်သောသူမြတ်ဘုရားစုကိုမတောင်းသူဟု၍မရှိကြဤဒီကိုယူစု၍ဖျားစုပန်းတော်နေဟုလဲခေါ်ကြသည်အဲ့ဒီလိုနေသူနေမြတ်သေးများတဲ့တရင်ကျွတ်လာပြီးနေမှာအဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအရဟံအစဘဂဝါအဆုံးရှိသောဂုဏ်တော်9ပါးဖြင့်ရွတ်ဖတ်ပူဇော်နမောတတဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိတောဗဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောတုဂတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒီဝမနုဿာနံဗုဒ္ဓောဘဂဝါဣတိပိတောဘဂဝါအရဟံဣတိပိတောဘဂဝါသမ္မာသမ္ဗုဒ္ဓောဣတိပိတောဘဂဝါဝိဇာစရဏတံပန္နောဣတိပိတောဘဂဝါတုဂတောဣတိပိတောဘဂဝါလောကဝိတုဣတိပိတောဘဂဝါနုတ္တရောပုရိသဓမ္မတာရတိဣတိပိတောဘဂဝါတထာဒီဝမနုဿာနံဣတိပိတောဘဂဝါဗုဒ္ဓောဣတိပိတောဘဂဝါဘဂဝါသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့ဝါတနာတလိအထုံငွေမြမငွေမရေဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်တင်လွန်တန့်ရှင်၍မင်းမြင့်ပြည်သူကြည်ပြူကိုရောအလူတော်မှန်အပူဇော်ကိုခံတော်မူထိုက်သောဤအကြောင်းကြောင့်လဲအရဟံဟူတော်ဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြင်မဘုံတိုင်အောင်ပြက်လိုက်ကြောကြတင်စားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣ
တိပိမိနာသကာရဏိနတပိဉ္ဉံအားစွန့်ပကဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါယတိယံညရံကိုဖောက်ပြန်မဲ့ရှိကိုတော်တိုင်းသိတော်မူတော်ဤအကြောင်းကြောင့်လဲသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံမြင်မဘုံတိုင်အောင်ပြန်လိုက်ကြောကြသင်္စာတော်မူပါပေတည်းတကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိမိနာသကာရဏိနသုံးပါး၈ပါးနှမျိုးအဖြင့်ဟောထားပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တအမြတ်ရသို့စိုက်ကယံဖြင့်အမှန်တင်သည်အကျင့်စရဏ15ဝနှင့်တကွဥဒ္ဓုံပြည်စုံတော်မူသောဤအကြောင်းကြောင့်လဲဝိဇ္ဇာစရဏတံပံသောဝိဇ္ဇာစရဏတံပန္နာဟူသောဂုဏ်တော်ကြီးဖြင့်အံချီဝေမကုံပြင်းမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏိနဒီပင်ကရာထွက်ချတဲ့နင်းချီတော်ရင်မှမံကင်းတိတိဘောရိမန္တိုင်ခံဝါပိုင်အောင်ဆေကိုင်းပါရမီဆုံးပြညီလျက်သုံးလီဘဝမြတ်တတဤဒုက္ခစီးပွားခြင်းသောအဖြင့်မိုင်မအယူမိစ္ဆာဟုကသံမြူတစီမကန့်ညိပဲတတိတံပစင်မပြတ်ရှင်လျက်တပိညာတော်ရကြောင်းရော်၍ကြွတော်မူခဲ့တော်ဤအကြောင်းကြောင့်လဲဒုက္ခတော်ဒုက္ခတာဟုသောဂုဏ်တော်ကြီးဖြင့်အံချီဝေမကုံပြင်းမဘုံတိုင်အောင်ပြန်လိုက်ကြောကြသင်္စာတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏိနတတောကာတသင်္ခါရဟုလောကတုံးဘုံအလုံးစုံကိုအာယုံထင်စွာပိုင်ခြားကားဖြင့်ကောင်းစွာကုံစင်တည်မြင်တော်မူသောဤအကြောင်းကြောင့်လဲလောကဝိတုဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြင်းမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏိနဆုံးမတင်ယံတတဝမန္တော6တန်လင်း6မြောက်တန်လျင်မြောက်၍အောက်ထက်ကုန်စင်စင်ဆုံးဖို့
ဖုံဘုံတင်ပေးအစင်ဖေလျက်ရင်ကြည်လေအောင်တွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြင်းမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုဆွေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏိနတတဝါဟောဂုဏီကျော်ဒီဖောလောငယ်သာနောက်ပါမြာကိုရေစာပိခကန္တာရမခေမမြည်ငူထုတ်ကဲယူတို့ထို့တူတစီခဲရင်ပိတိဇာတိဇရာမရဏဟုကန္တာရာချံခိလမရွှေနန်းမြေငူပြီးနေဘူးသောနတ်လူပြင်မာတတဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူရသောဤအကြောင်းကြောင့်လေတထာဒေဝမနုဿာနံတထာဒေဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်အချီ၍မကုံပြင်းမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏိနဒုက္ခတမှုရယနိရောဓနှင့်မကမိတာလေးတစ္ဆာကိုဥစွာပိုင်ပိုင်တည်မြင်နိုင်၍သုံးဆိုင်ဝေနေမြဖို့ကြီးကိုမတွေ့အတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လဲဗုဒ္ဓဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြင်းမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏိနအနုမြူတဖွဲပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအာနိမာဘုံတော်စိတ်အလားကောင်းကင်ဖြာ၌ပေါ်ပါလင်မြန်ဇံပြန်ကြွတော်နိုင်သောလက္ခိမာဘုံတော်ကိုယ်တော်တန်တန်ပုံဟန်တိုင်ညာမနိုင်အားဖို့ကြီးမလေးအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါက်တခဏလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်တန်တန်ဘုံတရံကိုစီမဖန်ဒီတခဏဒီဖြင့်ပြည်စည်းနိုင်သောပါကမ္မဘုံတော်ကိုယ်တော်မြတ်ဤစိတ်ဓာတ်တော်မှာစား၍မကျွင်းလူနတ်မင်းကို
ပိုင်နှင်းအုပ်စိုးလွမ်းမိုးနိုင်သောဣတိတာဘုံတော်ဓမ္မပဇံအဘိညာဉ်ကိုဝင်ဆံလိုကတခဏချင်းပိုင်ဝင်စားနိုင်သောဝတ္တိတာဘုံတော်ကိစ္စတခုပြုစုသုံးပင်ပြီးဆုံးခြင်းတော်ဆောလင်မဲ့တွေပြီးဆုံးစေနိုင်သောယထာကာမဝတ္တာယိတာဘုံတော်ရှိဘောအပြာဤတို့အားဖြင့်ထင်ရှားလေးပြီးဣတရိယဘုံတော်ကိလေသာယံပဲဖြစ်လံဖို့နိဗ္ဗာန်ဖို့မဲ့ကိုကြက်အပြာလောကုတ္တရာတရားကြီးဟူသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကမ္ဘာတိုက်ပေါင်းတောင်းလောကရပဲ့တင်ထမြတ်နတ်စတရင်ကြော်စောခြင်းဟူသောယတဘုံတော်ရွှေမျက်နာတော်လက်ချီတော်မှစ၍မဲ့ကျွင်းပင်လုံးဝင်သည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မဆိုင်မတော့ပြည်စီရသည်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကျိုးကုတ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ6ဖော်ကုံဘုံတော်ဟုံးနှင့်ပြည်စုံတော်မူသောရဲ့ကြောင့်ကြောင့်လဲဘဂဝါဟူသောဂုဏ်တော်ကြီးဖြင့်အချီ၍မကုံပြင်းမကုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားဤသို့လည်းယင်အရဟံသာသာခုံကိုးပါနှင့်ထူးခြားကုန်လုံးပြည့်စုံတော်မူသောမြတ်စွာဘုရားကိုတပည့်တော်သည်ယောတိမြတ်နိုးတရာဖြူလျက်သာဓုသာဓုသာဓုဣတိပိတောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောတုဂတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒီဝမနုဿာနံဗုဒ္ဓောဘဂဝါဣတိပိတောဘဂဝါအရဟံဣတိပိတောဘဂဝါသမ္မာသမ္ဗုဒ္ဓောဣတိပိတောဘဂဝါဝိဇာစရဏတံပန္နောဣတိပိတောဘဂဝါတုဂတောဣတိပိတောဘဂဝါလောကဝိတုဣတိပိတောဘဂဝါနုတ္တရောပုရိသဓမ္မတာရတိဣတိပိတောဘဂဝါတထာဒီဝမနုဿာနံဣတိပိတောဘဂဝါဗုဒ္ဓောဣတိပိတောဘဂဝါဘဂဝါသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့
ဝါတနာတလိအထုံငွေမြမငွေမရေဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်တင်လွန်တန့်ရှင်၍မင်းမြင့်ပြည်သူကြည်ပြူကောရောအလူတော်မန်းအပူဇော်ကိုခံတော်မူထိုက်သောဤအကြောင်းကြောင့်လေအရဟံဟုတော်ဂုဏ်တော်ကြီးဖြင့်အန်ချီ၍မကုံမြင်မဘုံတိုင်အောင်ပြန်လိုက်ကြောကြတင်စားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိမိနာဇဂရဏိနတပိညံအားစွန့်ပကဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါယတိယံညရံကိုဖောက်ပြန်မဲ့ရှိကိုတော်တိုင်းတည်တော်မူတော်ဤအကြောင်းကြောင့်လဲသမ္မာသမ္ဗုဒ္ဓသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံမြင်မဘုံတိုင်အောင်ပြန်လိုက်ကြောကြသင်စားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိမိနာသဂရဏိနသုံးပါးရှစ်ပါးနှမျိုးအဖြင့်ဟောထားပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တအမြတ်ရသို့စိုက်ကယံဖြင့်အမှန်တင်သည်အကျင့်စရဏ15ဝနှင့်တကွဥဒ္တုံပြည်စုံတော်မူသောဤအကြောင်းကြောင့်လေဝိဇ္ဇာစရဏတံပံသောဝိဇ္ဇာစရဏတံပန္နာဟူသောဂုဏ်တော်ကြီးဖြင့်အန်ချီ၍မကုံပြင်းမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသဂရဏိနဒီပင်ကရာထွက်ချတဲ့နင်းချီတော်ရင်မှမန်ကင်းတိတိဘောရီမန္တိုင်ခန်းဝါပိုင်အောင်ဆေကိုင်းပါရမီဆုံးပြီးညီလျက်သုံးလီဘဝမြတ်တတဤဒုက္ခစီးပွားခြင်းသောအဖြင့်မိုင်မအယူမိစ္ဆာဟုကသံမြူတစီမကန့်ညိပဲတတိတံပစင်မပြတ်ရှင်လျက်တပိညာတော်ရကြောင်းရော၍ကြွတော်မူခဲ့တော်ဤအကြောင်းကြောင့်လေဒုက္ခတော်ဒုက္ခတာဟုတော်ဂုဏ်တော်ကြီးဖြင့်အန်ချီ၍မကုံပြင်းမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသဂရဏိနတတောကာတသင်္ခါရဟုလောကတုံးဘုံအလုံးစုံကိုအာယုံထင်စွာပိုင်းခြားကဖြင့်ကောင်းစွာကုံစင်တည်မြင်တော်မူသောဤအကြောင်းကြောင့်လေ
လောကဝိတုဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏိနဆုံးမတင်ယံတတဝါမန္တော6တန်လင်း6မြောက်တန်လျင်မြောက်၍အောက်ထက်ကုန်စင်စင်ဆုံးဖို့ဖုံဘုံတင်ပေအစဉ်ဖေလျက်ရင်ကြည်လေအောင်တွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လည်းအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏိနတတဝါဟောဂုဏီကျော်ဒီဖောလောငယ်သာနောက်ပါမြာကိုရေစာပိခကန္တာရမခေမမြည်ငူထုတ်ကဲယူတို့ထို့တူတစီခဲရင်ပြီတိဇာတိဇရာမရဏဟုကန္တာရာချံခီလမ္မရွှေနန်းမြေငူပြီးနေဘူးသောနတ်လူပြင်မာတတဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူရသောဤအကြောင်းကြောင့်လည်းတထာဒေဝမနုဿာနံတထာဒေဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏိနဒုက္ခတမှုရယာနိယောရနှင့်မေဃမိတာလေးတစ္ဆာကိုဥစွာပိုင်ပိုင်တည်မြင်နိုင်၍သုံးဆိုင်ဝေနေမြဖို့ကြီးကိုမတွေ့အတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လည်းဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏိနအနုမြူတဖွဲပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအာနိမာဘုံတော်စိတ်အလားကောင်းကင်ဖြာ၌ပေါ်ပါလင်မြန်ဇံပြန်ကြွတော်နိုင်သောလက္ခိမာဘုံတော်ကိုတော်တန်တန်ပုံဟန်တိုင်ညာမနိုင်အားဖို့
ကြီးမားလေးအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလိုရာတိုင်းပေါက်တခဏလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်တန်တန်ဘုံတရံကိုစီမဖန်ဒီတခဏဒီဖြင့်ပြည်စည်းနိုင်သောပါကမ္မဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစား၍မကျွင်းလူနာမင်းကိုပိုင်နှင်းအုပ်စိုးလွမ်းမိုးနိုင်သောဣတိတာဘုံတော်ဓမ္မပဇံအဘိညာဉ်ကိုဝင်ဆံလိုကတခဏချင်းပိုင်းဝင်စားနိုင်သောဝတ္တိတာဘုံတော်ကိစ္စတခုပြုစုသုံးပင်ပြီးဆုံးခြင်းတော်ဆောလင်မဲ့တွေပြီးဆုံးစေနိုင်သောယထာကာမဝတ္တာယိတာဘုံတော်ရှစ်ဘောအပြာဤတို့အားဖြင့်ထင်ရှားလေးပြီးဣတရိယဘုံတော်ကိလေသာယံပဲဖြစ်လံဖို့နိဗ္ဗာန်ဖို့မဲ့ကိုချက်အပြာလောကုတ္တရာတရားကြီးဟူသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကရပဲ့တင်ထမြတ်နတ်စတရင်ကြော်စောခြင်းဟူသောယတဘုံတော်ရွှေမျက်နာတော်လက်ချီတော်မှစား၍မကျွင်းပင်လုံးဝင်သည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မဆိုင်မတော့ပြည်စီရသည်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကျူးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ6ဖော်ကုံဘုံတော်ဟုံးနှင့်ပြည်စုံတော်မူသောရဲ့ကြောင့်ကြောင့်လဲဘဂဝါဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြင်းမကုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားဤသို့လည်းယင်အရဟံသာသာခုံကိုပါနှင့်ထူးခြားကုန်လုံးပြည့်စုံတော်မူသောမြတ်စွာဘုရားကိုတပည့်တော်သည်ယောတိမြတ်နိုးတရာဖြူလျက်သာဓုသာဓုသာဓုဣတိပိတောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောတုဂတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒီဝမနုဿာနံဗုဒ္ဓောဘဂဝါဣတိပိတောဘဂဝါအရဟံဣတိပိတောဘဂဝါသမ္မာသမ္ဗုဒ္ဓောဣတိပိတောဘဂဝါဝိဇာစရဏတံပန္နော
อิติปิโตภะคะวาตุกโตอิติปิโตภะคะวาโลกวิตุอิติปิโตภะคะวานุตตโรปุริตธัมมตารถิอิติปิโตภะคะวาตัทธาติวะมนุตตานังอิติปิโตภะคะวาบุตโตอิติปิโตภะคะวาภะคะวาသောဘဂဝါထိုဆွေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့ဝါဒနာတလိအထုံငွေမြမငွေမရေဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်တင်လွန်တန့်ရှင်၍မင်းမြင့်ပြည်သူကြည်ပြူကိုရောအလူတော်မန်အပူဇော်ကိုခံတော်မူထိုက်သောဤအကြောင်းကြောင့်လဲအရဟံဟူတော်ဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြင်မဘုံတိုင်အောင်ပြက်လိုက်ကြောကြတင်စားတော်မူပါပေသည်တကားသောဘဂဝါထိုဆွေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေနနဗိညာအားစွန့်ပကဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါယတိယညရရန်ကိုဖောက်ပြန်မဲ့ရှိကိုတော်တိုင်းသိတော်မူတော့ဤအကြောင်းကြောင့်လဲသမ္မာသမ္ဗုဒ္ဓသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံမြင်မဘုံတိုင်အောင်ပြန်လိုက်ကြောကြသင်စားတော်မူပါပေသည်တကားသောဘဂဝါထိုဆွေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေန3ပါး10ပါးနှမျိုးအဖြင့်ဟောရပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တအမြတ်ရသို့စိုက်ကယံဖြင့်အမှန်တင်သည်အချင်းစရဏ15ဝနှင့်တကွဥဒ္ဒုံပြည်စုံတော်မူသောဤအကြောင်းကြောင့်လဲဝိဇ္ဇာစရဏတံပံသောဝိဇ္ဇာစရဏတံပံနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြင်းမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုဆွေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေနဒီပင်ကရာထွက်ချတဲ့နင်းချီတော်ရင်မှမံကင်းတိတိဘောရီမန္တိုင်ခံဝါပိုင်အောင်ဆေကိုင်းပါရမီဆုံးပြညီလျက်သုံးလီဘဝမြတ်တတဤဒုက္ခစီးပွားခြင်းသောအဖြင့်မိုင်မအယူမိစ္ဆာဟုကသံမြူတစီမကန့်ညိပဲတတိတံပစင်မပြတ်ရှင်လျက်တပညာတော်ရကြောင်းရော်၍ကြွတော်မူခဲ့တော်ဤအကြောင်းကြောင့်လဲဒုက္ခတော်ဒုက္ခတာဟုသောဂုဏ်တော်ကြီးဖြင့်
安七月麦公变马蹦带昂，变来就家天杀罗木巴比的大家。多白个话，托水蹦诺得看，心诺面不要的。一地比一米那萨嘎人尼那。တလောကတတင်ခါရဟုလောကလုံးဘုံအလုံးစုံကိုအာယုံထင်စွာပိုင်းခြားကဖြင့်ကောင်းစွာကုံစင်တည်မြင့်တော်မူသောဤအကြောင်းကြောင့်လည်းလောကဝီတုလောကဝိတုဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသာကာရဏိနဆုံးမတင်ယံတတဝမန္တော6တန်လင်း6မြောက်တန်လျင်မြောက်၍အောက်ထက်ကုန်စင်စင်ဆုံးဖို့ဖုံဘုံတင်ပေးအစဉ်ဖေလျက်ရင်ကြည်လေအောင်တွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လည်းအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသာကာရဏိနတတဝါဟောကုံဤကြော်သည်ဖောလောငယ်သာနောက်ပါမြတ်ကိုရေစာပိခကန္တာရမခေမမြည်ငူထုတ်ကဲယူတို့ထို့တူတစီခဲရင်ပိတိဇာတိဇရာမရဏဟုကန္တာရာချံခိလမရွှေနံမြေငူပြီးနေဘူးသောနတ်လူပြင်မာတတဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူရသောဤအကြောင်းကြောင့်လည်းတထာဒေဝမနုဿာနံတထာဒေဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသာကာရဏိနဒုက္ခတမှုရယနိရောဓနှင့်မကမိတာလေးတစ္ဆာကိုဥစွာပိုင်ပိုင်တည်မြင်နိုင်၍သုံးဆိုင်ဝေနေမြဖို့ကြီးကိုမတွေ့အတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လည်းဗုဒ္ဓဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံပြေမဘုံတရားပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတည်းတကား
သောဘဂဝါထိုရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာတိဣတိပိဣမိနာသာကာရဏိနအနုမြူတဖွဲပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအာနိမာဘုံတော်စိတ်အလားကောင်းကင်ဖြာ၌ပေါ်ပါလင်မြန်ဇံပြန်ကြွတော်နိုင်သောလက္ခိမာဘုံတော်ကိုယ်တော်တန်တန်ပုံဟန်တိုင်ညာမနိုင်အားဖို့ကြီးမာလေးအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလိုရာတိုင်းပေါက်တခဏလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်တန်တန်ဘုံတရံကိုစီမဖန်ဒီတခဏဒီဖြင့်ပြည်စည်းနိုင်သောပါကမ္မဘုံတော်ကိုယ်တော်မြတ်ဤစိတ်ဓာတ်တော်မှာစား၍မဲ့ကျွင်းလူနာမင်းကိုပိုင်နှင်းအုပ်စိုးလွမ်းမိုးနိုင်သောဣတိတာဘုံတော်ဓမ္မပဇံအဘိညာဉ်ကိုဝင်ဆံလိုကတခဏချင်းပိုင်းဝင်စားနိုင်သောဝတ္တိတာဘုံတော်ကိစ္စတခုပြုစုသုံးပင်ပြီးဆုံးခြင်းတော်ဆောလင်မဲ့တွေပြီးဆုံးစေနိုင်သောယထာကာမဝတ္တာယိတာဘုံတော်ရှိဘောအပြာဤတို့အားဖြင့်ထင်ရှားလေးပြီးဣတရိယဘုံတော်ကိလေသာယံပဲဖြစ်လံဖို့နိဗ္ဗာန်ဖို့မဲ့ကိုကြက်အပြာလောကုတ္တရာတရားကြီးဟူသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကရပဲ့တင်ထမြတ်နတ်စတရင်ကြော်စောခြင်းဟူသောယတဘုံတော်ရွှေမျက်နာတော်လက်ချီတော်မှစား၍မဲ့ကျွင်းပင်လုံးဝင်သည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောသီရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မဆိုင်မတော့ပြည်စီရသည်ကာမဘုံတော်တလောကလုံးညွယုံကိုစားအားထားဖို့ရာလွန်စွာကျူးကုတ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ6ဖော်ကုံဘုံတော်ဟုံးနှင့်ပြည်စုံတော်မူသောရဲ့ကြောင့်ကြောင့်လဲဘဂဝါဟူသောဂုဏ်တော်ကြီးဖြင့်အချီ၍မကုံပြင်းမကုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားဤသို့လည်းယင်အရဟံသာသာခုံကိုပါနှင့်ထူးခြားကုန်လုံးပြည့်စုံတော်မူသောမြတ်စွာဘုရားကိုတပည့်တော်သည်ယောတိမြတ်နိုးတရာဖြူလျက်
လက်ဆေပြားထိတ်မှမိုး၍သာဓုသာဓုသာဓုဣတိပိတောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောတုဂတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒီဝမနုဿာနံဗုဒ္ဓောဘဂဝါဣတိပိတောဘဂဝါအရဟံဣတိပိတောဘဂဝါသမ္မာသမ္ဗုဒ္ဓောဣတိပိတောဘဂဝါဝိဇာစရဏတံပန္နောဣတိပိတောဘဂဝါတုဂတောဣတိပိတောဘဂဝါလောကဝိတုဣတိပိတောဘဂဝါအနုတ္တရောပုရိသဓမ္မတာရတိဣတိပိတောဘဂဝါတထာဒီဝမနုဿာနံဣတိပိတောဘဂဝါဗုဒ္ဓောဣတိပိတောဘဂဝါဘဂဝါတောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့ဝါဒနာတလိအထုံငွေမြမငွေမရေဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်တင်လွန်တန့်ရှင်း၍မင်းမြင့်ပြည်သူကြည်ပြူကောရောအလူတော်မန်အပူဇော်ကိုခံတော်မူထိုက်သောဤအကြောင်းကြောင့်လေအရဟံဟုတော်ဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြင်မဘုံတိုင်အောင်ပြန်လိုက်ကြောကြတင်စားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေနနဗိညာအားစွန့်ပကဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါယတိယံညရံကိုဖောက်ပြန်မဲ့ရှိကိုတော်တိုင်းသိတော်မူတော့ဤအကြောင်းကြောင့်လဲသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အချီဝေမကုံမြင်မဘုံတိုင်အောင်ပြန်လိုက်ကြောကြသင်စားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေန3 ပါး10 ပါးနှမျိုးအဖြင့်ဟောထပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာနတအမြတ်ရသို့စိုက်ကယံဖြင့်အမှန်တင်သည်အချင်းစရဏ15 ဝနှင့်တကွဥတုံပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဝိဇာစရဏတံပန္နောဝိဇာစရဏတံပန္နာဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြင်းမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖျားသည်ဣတိပိဣမိနာသကာရဏေနဒီပင်ကရာထွက်ချတဲ့နင်းချီတော်ရင်မှမန်ကင်းတိတိ
ဘောရီမန္တိုင်ခန်းဝါပိုင်အောင်ဆဲကိုင်းပါရမီဆုံးပြီးညီလျက်